ကြည်မလို့ဘူးအသံမထွက်ဘူးအလင်းတန်းတစ်ကြောင်နဲ့ပဲလေဖြစ်မှတ်ကိုထိနိုင်နေဆိုရင်ယုံနိုင်မလားဒီဗီဒီယိုမှာစစ်ရေးကာကွယ်ရေးနှိပညာအဖြစ်အသုံးပြုနေတဲ့လေဆာစနစ်အကြောင်းအခြေခံတည်တင်တာတွေကိုမျှဝေထားပါတယ်စလိုက်ကြရအောင်အခုမြင်နေရတာက high energy laser system တစ်ခုကဒရုန်းပစ်မှတ်ကိုတိကျစွာဦးတည်ထားတဲ့မြင်ကွင်းပါလေဆာဘီးမှာအလင်းရောင်ကိုစုပေါင်းအားပြင်းစေပြီးတနေရာတဲကိုအာရုံစိုက်ပေးနိုင်ပါတယ်အပူဓာတ်ပြင်းထန်မှုကြောင့် drone ရဲ့အပြင်ဘက်အစိပ်ပိုင်းတွေထိခိုက်နိုင်ပြီးဆက်သွယ်ရေးစနစ်ခဏတာကတ်တာနိုင်ပါတယ်ဒီနည်းပညာကိုအထူးအထည်ကာကွယ်ရေးအရွယ်ချက်နဲ့အသုံးပြုနေကြပါတယ်ဒါဟာ sci-fi တိပံစကူရင်မဟုတ်ပါဘူးlaser weapon လို့ခေါ်တဲ့နည်းပညာမင်းကာကွယ်ရေးစနစ်ပါlaserဆိုတာကအလင်းရောင်ကိုအားပြင်းစွာစုပေါင်းပြီးတိကျစွာဦးတည်ပေးနိုင်တဲ့နည်းပညာပါယနေ့ခေတ်မှာတော့ drone နဲ့ rocket တွေကိုကာကွယ်ဖို့အသုံးပြုနေကြပါတယ်ပြည့်နိုင်တဲ့အကွာအဝေးကစနစ်အမျိုးအစားပေါ်မူတည်ပါတယ်လက်ရှိစီရီသုံးလေဆာစနစ်အများစုကတော့ကီလိုမီတာအနည်းငယ်အတွင်းခန့်မှန်းအားဖြင့်1ကီလိုမီတာကနေ9ကီလိုမီတာလောက်အထိထိရောက်နိုင်တယ်လို့သိရှိထားပါတယ်ဒါပေမဲ့မိုးမြူဖုံမှုန့်တွေကြောင့်အကွာအဝေးနဲ့ထိရောက်မှုလျော့နည်းနိုင်ပါတယ်ဥပမာအဖြစ် United States နဲ့ Israel တို့မှာဒီလိုလေဆာကာကွယ်ရေးစနစ်တွေကိုစမ်းသပ်အသုံးပြုနေကြပါတယ်အားသာချက်ကတော့အလင်းအမြန်နှုန်းနဲ့တွားနိုင်တာကြီးမလို့တာနဲ့တိကျမှုမြင့်လာပါဒါပေမဲ့စွမ်းရည်လူအပ်ချက်မြင့်မားတာစိန်ခေါ်မှုတစ်ခုဖြစ်နေစေပါအနာဂတ်စီရင်နီးပညာမှာအရေးပါတဲ့နီးပညာတစ်ခုဖြစ်လာမလားဆိုလားစောင့်ကြည့်ရပါမယ်အဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မိမိတို့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာရေးခဲ့လို့ရပါတယ်